တထေးသားကပေါ်လာခဲ့တယ်ကျမကသူ့ကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ကြောင်းသူ့ကိုပြောခဲ့တယ်ဒါပေမဲ့အဖိုးအိုကတကယ်ပဲကျမတို့နဲ့အတူညစာစားဖို့သူ့ကိုဖိတ်ခေါ်ခဲ့ပါတယ်တထေးသားကသူ့ကိုအစားအသောက်ကောင်းတွေမတက်နိုင်ဘူးဆိုပြီးလှောင်ပြောင်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့တန်မိုးကြီးပါဝင်ပစ္စည်းတွေနဲ့ပြည့်နေတဲ့စပွဲကိုမြင်တော့သူလုံးဝမြင်သက်သွားခဲ့တယ်မျက်နှာသာရအောင်စူးစမ်းရင်သူကညက်တစ်ခုကိုကောက်ယူပြီးအဲ့ဒါကိုကွေးဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့အဲ့ဒါကရွှေသားစစ်စစ်နဲ့ပြုတ်လုပ်ထားတာဖြစ်နေခဲ့ပါတယ်သူစကားမပြောနိုင်ဖြစ်သွားခဲ့တယ်သူကအဖိုးကိုဒီပစ္စည်းတွေအားလုံးကိုဘဲကရတယ်လဲလို့မေးခွန်းထုတ်ခဲ့တယ်ပြီးတော့အိမ်ထဲကထိတ်တန်းကြောက်စိမ့်လက်ကောက်တွေနဲ့ရှေးဟောင်းပစ္စည်းတွေကိုတတိထားမိသွားခဲ့တယ်ညင်းပယ်နေတော့မဲ့သူကအရာအလုံးအတုဖြစ်ကြောင်းပြောဆိုခဲ့တယ်ဒါပေမဲ့တထေးမိသားစုကဖြစ်နေတာကြောင့်သူကပန်းအိုးတစ်လုံးကိုဆွဲယူပြီးအဲ့ဒါကိုဝယ်ဖို့ဒေါ်လာ1000ကန့်လန့်ခဲ့ပါတယ်သူအံ့ဩသွားလောက်အောင်ပဲအဖိုးအိုကချက်ချင်းသဘောတူခဲ့တယ်အိမ်ထဲကဘဲရဖို့မဆိုယူသွားနိုင်ကြောင်းတောင်ပြောခဲ့ပါသေးတယ်သူကကျမကိုနှောက်ယှက်တာရက်တက်နေတဲ့၍ပေါ့ကျမကအဖိုးအိုကိုအမြန်တားဆီးခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီပန်းအိုးကအနည်းဆုံးတန်းပေါင်းများစွာတန်ဖိုးရှိလို့ပါပဲတထေးသားကတစ်လုံးလောက်ခိုးယူသွားမှကြောက်လို့ကျမရှေးဟောင်းပစ္စည်းတွေကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်ကံကောင်းစွာနဲ့ပဲသူစကားပြောဆက်တစ်ခုလက်ခံရရှိခဲ့ပြီးပန်းအိုးကိုဆွဲယူကအလင်းမြန်ထွက်ခွာသွားခဲ့တယ်မကြခင်မှာပဲအဖိုးအိုကသူ့သားစီကဆက်သွယ်မှုတစ်ခုလက်ခံရရှိခဲ့ပါတယ်အဲ့ဒါကသူ့ငွေနေ့ဖြစ်ပြီးသူကသူ့ကိုကျမကိုပျော်ပွဲရှင်ပွဲစီခေါ်သွားစေချင်ခဲ့ပါတယ်ကျမတို့ဒီနေရာကိုရင်မောင်းသွားတဲ့အခါကံမကောင်းစွာနဲ့ပဲတထေးသားနဲ့နောက်တစ်ကြိမ်တက်တိုးခဲ့ပါတယ်သူကတူညီတဲ့ရင်ရနာဖို့နေရာအတွက်ကျမတို့နဲ့တိုက်ခိုက်ဖို့အခိုင်အမာပြောဆိုခဲ့တယ်ဒါပေမဲ့သူ့အားကစားကအဖိုးအိုရဲ့ရင်ငယ်လေးကိုမနိုင်ခဲ့ဘူးစိတ်ပြက်စွာနဲ့ပေါ့သူကဘေ့စ်ဘောတုပ်တစ်ချောင်းဆွဲထုတ်ပြီးအဖိုးအိုကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကအယမ်းအားနဲ့နေခဲ့ပါတယ်အဖိုးအိုကသူ့ကိုလက်တစ်ဖက်ထဲနဲ့ပိတ်ဆို့တားဆီးခဲ့တယ်ပြီးတော့ခေါင်းတိုက်ပြီးသူ့ကိုတတိလစ်သွားအောင်လုပ်ခဲ့ပါတယ်အဖိုးအိုရဲ့မိုက်မဲတဲ့အပြုံးကတထေးသားရဲ့မျက်လုံးထဲမှာလောင်ပြောင်မှုတစ်ခုဖြစ်လာခဲ့တယ်သူကအကူအညီတောင်းခေါ်ဖို့သူ့စကားပြောဆက်ကိုအမြန်ဆွဲထုတ်ခဲ့တယ်ဒါပေမဲ့သူအမှတ်စဉ်မနှိမ့်နိုင်ခင်မှာပဲအဖိုးအိုကရင်တကားကိုဖွင့်အနီရောင်ခလုတ်တစ်ခုကိုနှိပ်လိုက်ပြီးရင်ရနာစခန်းတစ်ခုလုံးအချက်ပေးစနစ်ထဲဝင်ရောက်သွားခဲ့ပါတယ်